你有什么问题尽管问，你有什么问题尽管问，你嘛把没写ရှိလဲ你嘛把ခက်ရှိလဲ尽管问ကျွန်တော်ပြောကျွန်တော်မေးလို့ပြောချင်တာအဲ့တော့ဒီမှာ尽管ဆိုတာကိုကျွန်တော်ဘယ်လိုသုံးမလဲဒီဗီဒီယိုမှာလေ့လာကြည့်အောင်ဒီ尽管ဆိုတဲ့စကားလုံးဟာတရုတ်စကားပြောမှာတော်တော်အသုံးများတဲ့ grammar စကားလုံးတစ်ခုဟုတ်တယ်尽管ရဲ့သုံးပုံသုံးနည်းကလည်းမတူဘူးသုံးအဓိပ္ပာယ်သုံးနည်းမျိုးရှိပါတယ် Okay 尽管နံပါတ်1ကိုလေ့လာကြည့်အောင်ဒါနံပါတ်1အဓိပ္ပာယ်ကတော့သူကတူဦးတယောက်ကိုတစ်ခုခုလုပ်ဖို့အားပေးတယ်တစ်ခုခုတွားလုပ်ဖို့နောက်ဆန်တင်းနေစရာမလိုနင်စိတ်ချလက်ချတွားလုပ်လို့ပြောချင်တဲ့အချိန်မှာ尽管နဲ့ပြောမယ်你尽管去吧这里有我看着你尽管去吧这里有我看着你尽管去吧ဆိုတာအေးစစ်သွားပါဒီမှာငါကြည့်နေတယ်ဒီမှာငါရှိနေတယ်ပေါ့နော်你အဲ့ဒါကြောင့်မို့နောက်ဆန်တင်းစရာမလိုပဲစိတ်ချလက်ချသွားလို့ပြောချင်တာ你尽管去吧这里有我看着 OK နောက်တစ်ခုကတော့你有什么困难尽管说不要客气你有什么困难尽管说不要客气你မှာဘာအခက်အခဲရှိလဲကျွန်တော်ကိုပြောတာပြောအာမအာမနာနဲ့不要客气你有什么困难尽管说不要客气ဒီစနစ်မှာလည်းသူ့ကိုအားပေးတဲ့အဓိပ္ပာယ်ပါတယ်你有什么困难尽管说不要客气 OK နောက်တစ်ခုနံပါတ်2尽管ကပေမဲ့သူမဟုတ်တို့ပေမဲ့ဆွေးတာနဲ့အဓိပ္ပာယ်တူတယ်နည်းနည်းစင်တယ်ပေါ့နော်သူကဘာတွေနဲ့တွဲလဲ但还是ဆိုတဲ့စကားလုံးနဲ့တွဲပြီးမှသူဟာစကားဆက်ဖြစ်တယ်အရှိမာကကျွန်တော်တို့အကြောင်းအရာတစ်ခုပြောတယ်အဲ့အကြောင်းအရာကပြောင်းသွားတဲ့အခြေအနေမှာကျွန်တော်တို့ဒီ尽管ပေမဲ့နဲ့တုံးမယ်နော်တုံးဒီနံပါတ်ဒီနေရာမှာ尽管ကပေမဲ့တို့ပေမဲ့လို့အသိပေးရပါတယ် OK ဥမာကြည့်အောင်尽管天气不好我们还是去了尽管天气不好我们还是去了尽管天气不好ရာသီဥတုကမကောင်းပေမဲ့我们还是去了ကျွန်တော်တို့ကတော့တွားလိုက်ပြီဒီအရှိမကတော့ရာသီဥတုမကောင်းပေမဲ့ကျွန်တော်တွားလိုက်တယ်ဆိုရင်ပြောင်းသွားတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်尽管他身体不舒服但没好好休息尽管他身体不舒服但没好好休息ဒီမှာ但နဲ့တွေ့မယ်သူကျမကြီးမကောင်းပေမဲ့ကောင်းကောင်းအနားမယူဘူး尽管他身体不舒服但没好好休息 Okay နောက်တစ်ခုဒီမှာကြတော့ဘာနဲ့မှမတွဲဘူးစကားဆက်တော့မဟုတ်ဒါမဲ့သူအခြေအနေပြောင်းသွားတဲ့အခြေအနေမှာတုံးမယ်နော်尽管他个子矮却跳得很高尽管他个子矮却跳得很高尽管他个子矮却跳得很高ပြောချင်တာကသူအရက်ပူပေမဲ့အမြင့်ခုံအရန်မြင့်အောင်ခုံနိုင်တာလို့ပြောချင်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အရှိမကအရက်ပူတယ်ပြောရမယ်အနောက်မှာပြောင်းသွားတယ်ရက်ပူမဲ့သူလုံနိုင်တဲ့အရင်နဲ့အခြေအနေကိုပြန်ပြောင်းသွားတဲ့အခြေအနေမှာ尽管နဲ့ပြောလို့ရပါတယ်Okay နောက်တစ်မျိုးအသေးပဲကတော့ကျွန်တော်တို့ဒီစကားပြောမှာတုံးတယ် program မှာပေါ့နော်ပြီးလို့ရှိရင် 方言 data စကားတွေမှာတုံးတဲ့ပြော data စကားမှာပြောတဲ့အချိန်မှာ尽管ကအသေးပဲတစ်မျိုးဖြစ်သွားတယ်။ဘာအသေးပဲလဲဆိုတော့ကအမြဲတမ်းသို့မဟုတ်တစ်ချိန်လုံးဆိုတဲ့အသေးပဲရပါတယ်။他尽管笑不爱说话他尽管笑不爱说话他尽管笑သူကတစ်ချိန်လုံးတော့မဟုတ်အမြဲတမ်းရှောက်ဆိုတာရည်နေတယ်ပြုံးနေတယ်不爱说话စကားတော့တိတ်မပြောတတ်ဘူးစကားတော့တိတ်မပြောဘူးစကားပြောတာတိတ်မကြိုက်ဘူးเนาะအမြဲတမ်းပြုံးပေမဲ့စကားကတိတ်မပြောလို့ပြောချင်တာ他尽管笑不爱说话ဒါဆိုရင်ကျွန်တော်尽管ရဲ့၃ခုရှိတယ်နံပါတ်1ကတော့သူကစိတ်ချလက်ချသွားနောက်ဆန်တင်းစရာမလိုဆိုမှအားပေးတဲ့အချိန်တွေမှာသုံးမယ်နံပါတ်2ကတော့စကားဆက်但还是စကားဆက်တွေနဲ့သုံးမယ်ရှင်းမှာကအကြောင်းအရာတစ်ခုကိုပြောမှအနောက်မှာပြောင်းသွားတဲ့အချိန်တွေမှာသုံးမယ်နံပါတ်3ကတော့အမြဲတမ်းတစ်ချိန်လုံးလို့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်大家再见